ဒီနေ့ကတော့နှခမ်းဒီနေ့လေးပဲဖြစ်ပါတယ်ရှင်။ဘာဖြစ်လို့လဲဆိုရင်တစ်ခါမှရေး2ချောင်းအနည်းဆုံးမှာကြရဲပြီးရဲ့3ချောင်း5ချောင်းအိုးပို့ရမှာရေးအများကြီးပါပဲပေါ့နော်။ကာလာစုံလုံးလေးမှာယူထားပေးကြပါရှင်။သူကဘီမီလစ်စ်လေးရဆိုရင်ဘာဆဆလည်းမပြတ်ဘူး။အဖက်လန်ချင်းမျိုးလည်းမရှိဘူး။လိပ်ထာမျိုးလည်းမရှိဘူး။ပြီးတဲ့ကမှာ3ရင်1လည်းသုံးလို့ရတယ်။အကန်ဝိုင်းပါရဲ့ကြိုးပါဝိုင်း sunflower ဝိုင်းနဲ့ရှယ်ယာဘတာရဲ့ဗိုက်တာမင် E တွေပါဝင်တာဖြစ်လို့နှခမ်းသားကိုညုံမဲချင်းလည်းလုံးဝမရှိဘူး။ဆိုးပြီးတဲ့အခါမှာလည်းနှခမ်းသားလေးကိုအားဖြည့်ပေးတဲ့အတွက်ကြောင့်မို့လို့လုံးဝအဖက်လန်နာမျိုးလုံးဝမရှိပါဘူးရှင်။တချောင်းကိုမှ2000ကျပ်ပါတချောင်းဟဲ2000ကြီးများလောက်မတွေးနဲ့နော်လုံးဝကို quality ကလည်းစိုးကြည့်လိုက်မတိုက်ဆိုပဲလုံးဝ6တဲ့ဘက်ကိုလည်းသွားမထားပဲနဲ့စိုးစိုးအီလေးနဲ့မလို့နှခမ်းသားပေါ်မှာစိုးလိုက်တဲ့ခါမှာလုံးဝအဖက်လန်နာမျိုးလည်းမရှိပါဘူးရှင်ကာလာ9ရောက်စုံလုံးမှာယူထားပေးပါနော်ပြီးအခါမှာကိုလိုချင်တဲ့အရောင်လေးလည်းမရဘူးဖြစ်နေမှာဆိုလို့အခုတည်းကမှာယူပေးလို့ရပါတယ်ကဲကြည့်ပါဦးဒီနေ့ပို့ရမယ့်ဟာရနှခမ်းနေကြီးပဲ order တွေအရင်တက်နေလို့ပို့လိုက်ပါဦးမယ်ရှင်မှာယူချင်တယ်ဆိုရင်တော့ကျွေးရဲ့ TikTok Messenger ဘိုင်ဘာဖုန်းနံပါတ်တွေကိုတိုင်းရက်ဆက်သွယ်ဝယ်ယူပေးနိုင်ပါတယ်ရှင်